ကော်နာနဲ့ခါဘစ်ဘသူပူကောင်းလဲခါဘစ်နဲ့မက်ဂရီဂေါ်တို့ဆိုတာ MMA လောကရဲ့တကယ်တိတ်တိတ်ကျဲဖိုက်တာတွေပါ MMA လောကမှာဂျွန်ကျုံးပြီးရင်အအောင်မြင်ဆုံးဖိုက်တာတွေလို့တောင်ပြောလို့ရပါတယ်ဘောလုံးလောကရိုနယ်ဒိုနဲ့မက်ဆီတို့လိုပဲခါဘစ်နဲ့ခေါ်နာတို့ကလည်း MMA လောကမှာခစ်ပြိုင်နေဖြစ်ခဲ့တာပါသူတို့နှစ်ဦးထဲမှာဘသူကပိုကောင်းလဲဆိုတာကိုပြောဖို့တော့အတော်လေးခက်ပါတယ်ဘာလို့လဲဆိုတော့ခေါ်နာလည်းခေါ်နာဆိုပြီးနာမည်ကြီးသလောက်ခါဘစ်ကလည်းသူပါလဲဆိုတာကိုခေါ်နာနဲ့အတွေ့မှာပြသခဲ့တာကြောင့်ပါခါဘစ်ကခေါ်နာကိုအနိုင်ရခဲ့တဲ့အတွက်ခါဘစ်ပိုကောင်းတယ်လို့အများစုကထင်ကြပေမဲ့တကယ်တမ်းထိုးတက်တဲ့အပိုင်းမှာတော့ခေါ်နာအများကြီးပူတာပါတယ်ခါဘစ်မကောင်းဘူးလို့ဆိုလိုတာမဟုတ်ပါဘူးခါဘစ်တက်ခေါ်နာရဲ့ထိုးပုံထိုးဘောကပိုဆွဲဆောင်မှုရှိတယ်လို့ဆိုလိုချင်တာပါနောက်ပြီးကြော်ကြားမှုအပိုင်းမှာဆိုရင်လည်းခေါ်နာခါဘစ်တက်အများကြီးပူတာပါတယ်ဘာလို့လဲဆိုတော့ခေါ်နာကလုံရဲကန်ရဲပြောရဲဆိုရဲရှိပြီးဆွဲမယ်ဖြဲမယ်ဆိုတဲ့ line တစ် line ကိုတီးတန့်သွားနေလို့ပါဒါပေမဲ့ခါဘစ်နဲ့အတွေ့မှာတော့သူကအနိုင်မရခဲ့ပါဘူးဒါကဘာလို့လဲဆိုတော့ခေါ်နာထက်ခါဘစ်ရဲ့ကစားပုံကပိုကောင်းခဲ့တာကြောင့်ပါခေါ်နာအဲ့ဒီတုန်းကဆွဲမယ်ဖြဲမယ်ဆိုတဲ့လေးပဲရှိခဲ့ပြီးတကယ်လက်တွေ့မှာတော့ဘာမှမဟုတ်ခဲ့တာပါဒီတော့ခေါ်နာရဲ့ကစားပုံကခါဘစ်တက်ပိုဆွဲဆောင်မှုရှိပေမဲ့လည်းခါဘစ်လိုပြိုင်ဆန်ရှားနှစ်ပန်းသမားချုပ်လိုက်တဲ့အခါမှာတော့ခေါ်နာလိုဖိုက်တာမျိုးကလည်းဘာမှမလုပ်နိုင်တော့တာပါနောက်ပြီးခေါ်နာခါဘစ်နဲ့အတွေ့မှာစကလုံးနေနဲ့ဖြဲချင်တဲ့စိတ်ဓာတ်များပြီးတကယ်လုံးပြချင်တဲ့စိတ်တော့အတော်နေခဲ့ပါတယ်ဒီတော့ခေါ်နာအနေနဲ့တကယ်လုံးပြချင်တဲ့ခါဘစ်ကိုရှုံးခဲ့တာတေချာတွေးကြည့်ရင်အဆန်းတော့လည်းမဟုတ်ပါဘူးသို့ပေမဲ့ MMA လောကမှာအခုချိန်ထိဘသူကပိုကြော်ကြားနေသေးလဲဆိုရင်ခေါ်နာကပိုကြော်ကြားနေသေးတယ်လို့ဆိုရမှာပါခါဘစ်ထက်ကလည်းအစပေါင်းများစွာပို့ပြီးတော့ချမ်းသာပါတယ်နောက်ပြီးသူမထိုးတော့တာတော့မှသူ့ရဲ့ငွေသက်တွေက MMA လောကမှာများစွာကြံ့နေပါသေးတယ်လက်ရှိ UFC မှာသူ့လိုဖြစ်ချင်တဲ့ဖိုက်တာမျိုးတွေရှိနေပြီးသူနဲ့ပုံစံတူတိုပိုရီယာတို့လိုဖိုက်တာမျိုးတွေကလည်းရှိနေကြပြန်ပါတယ်ဒီတော့ကြော်ကြားမှုမှာတော့ခေါ်နာအောင်နိုင်ခဲ့တဲ့ခါဘစ်ကလည်းခေါ်နာအောင်မမိပါဘူးဥပမာဘောလုံးလောကမှာဆိုရင်ရိုနယ်ဒိုပါဝင်ခဲ့တဲ့အသင်းကအသင်းငယ်လေးတွေကိုရှုံးသွားပေမဲ့လည်းရိုနယ်ဒိုကရိုနယ်ဒိုအဖြစ်ဆက်ရှိနေပြီးအရှိန်အဝါကတော့မကျသွားဘူးဆိုတာကိုဆိုလိုချင်တာပါခါဘစ်ကမကောင်းဘူးမအောင်မြင်ဘူးလို့ပြောချင်တာမဟုတ်ပါဘူးခါဘစ်ဆိုတာကလည်းဒီနေ့အချိန်ထိကို MMA လောကရဲ့စီးကန်းအရှိဆုံးကစားသမားအဖြစ်နဲ့ကိုတတ်မှတ်ခံထားရတာပါဒီတော့ခေါ်နာနဲ့ခါဘစ်တို့နှစ်ဦးမှာဘသူကပိုကောင်းလဲလို့မင်းဘသူမှပိုမကောင်းဘူးလို့ပဲဖြေရမှာပါခေါ်နာကခပတ်နှစ်ခုရခဲ့လို့ခါဘစ်တက်ပိုမကောင်းတယ်လို့ခါဘစ်ကလည်းခေါ်နာကိုနိုင်ခဲ့ရုံနဲ့ခေါ်နာတက်ပိုမကောင်းတော့ပါဘူးခေါ်နာကလည်းအောင်မြင်လွန်ကြော်ကြားလုံးပဲမဲ့ခါဘစ်ကိုတော့အလဲထိုးနဲ့အရှုံးပေးခဲ့ရပြီးခါဘစ်ရဲ့ကြိုးဝိုင်းတွင်ဆွဆောင်ရည်ကိုမမိနိုင်ပါဘူးခါဘစ်ကလည်းခေါ်နာလိုဖိုက်တာမျိုးကိုအလဲထိုးပြီးနိုင်ခဲ့ပေမဲ့ခေါ်နာရဲ့ကြော်ကြားမှုနဲ့အောင်မြင်မှုကိုတော့လိုက်မမိနိုင်ပါဘူးဒါကြောင့်ခေါ်နာကိုခါဘစ်ကနိုင်လိုက်ပေမဲ့ပိုကြော်ကြားတာကခေါ်နာပါအဲ့လိုပါပဲခါဘစ်ကလည်းခေါ်နာလောက်မကြော်ကြားပေမဲ့ခေါ်နာလိုဖိုက်တာမျိုးတောင်သူကတတရရပဲအနိုင်ယူပြနိုင်ခဲ့ပါတယ်ဒီတော့သူတို့နှစ်ယောက်ကတယောက်နဲ့တယောက်မျှချေဖြစ်နေပါတယ်တယောက်စီမှာတနေရာစီကောင်းနေကြတဲ့အတွက်သူတို့ရှင်တော့ဘသူကပိုကောင်းတယ်ဆိုတဲ့အဖြေကဘယ်တော့မှထွက်မှာမဟုတ်ပါဘူးအကယ်၍ခေါ်နာခါဘစ်ကိုမင်းငါလိုအောင်မြင်လို့လားဆိုပြီးမေးမယ်ဆိုရင်ခါဘစ်ကလည်းခေါ်နာကိုမင်းငါလိုနိုင်လို့လားဆိုပြီးပြန်မေးပါလိမ့်မယ်အဲ့ဒီမှာတင်ဘသူပိုကောင်းလဲပါညာဆိုတဲ့မေးခွန်းအတွက်အဖြေကမရှိတော့ပါဘူးဒီတော့ MMA fan တွေအတွက်သူတို့နှစ်ယောက်ရဲ့ခေတ်အခါကိုကြုံဆုံခဲ့ရတာနဲ့တင်ကံကောင်းတယ်လို့ပြောရမှာပါ